ရေချိုးဝတ်စုံပြိုင်ပွဲမှာအနိုင်ရရှိသွားသူကတော့ Nicholas အာလူပဲဖြစ်ပါတယ် Oh my god ကျမမထင်ထားဘူးကျမအရန်ပျော်တာပဲရှင်အဟီးဟီး ဘာကိစ္စအဲ့ကောင်မရသွားတာလဲအဲ့ကောင်မရစရာဘာအကြောင်းမှမရှိဘူး ဟုတ်ပါဟဲ့အဲ့ကောင်မအမေငါတို့ကိုခဲတွေနဲ့လိုက်ပေါက်နေတာငါမြင်နေအဲ့ဒါဆိုငါတို့ချော်လဲအောင်ခဲတွေနဲ့ပေါက်တဲ့သူကအဲ့ကောင်မအမေပေါ့ရုံမာလိုက်တာဟဲ့ ဒါဘူးပေါင်းကြံစီတာပဲပွဲပြီးရင်လူကြီးနဲ့သွားတိုင်မယ် I'm so happy ကျမအရန်ဝမ်းသာလိုက်တာရှင်ကျမဝမ်းသာလုံးလို့ဘာတေကိုဘယ်လိုပြောရမှန်းတော့မသိတော့ပါဘူးရှင် အန်ဂျင်လိုက်တာဟဲ့ အားလုံးပဲ I love you ပါရှင်အားပွား thank you so much တကြီးနဲ့တကြီးကတော့ကျမအိမ်လာတာဘာကိစ္စများရှိလို့လဲကျမသမီးကိုလာကြည့်ကြတာလား မဟုတ်ဘူးနင်တို့မနေ့ကပြိုင်ပွဲမှာမတန်မာတဲ့နီးနဲ့ပြိုင်ပွဲဝင်တွေကိုခဲနဲ့ပေါက်တယ်လို့ငါ့ကိုလာပြောကြလို့လာခဲ့တာ မဟုတ်တာတေပါလူကြီးရဲ့သူတို့သမီးကိုမနာလို့တမင်တက်သမီးကိုတိုက်ခိုက်နေကြတာ နင့်လိုကောင်မကိုမနာလိုစရာလားဟဲ့မနေ့ကနင့်အမေငါကိုဘောလုံးနဲ့စောင့်ကန်လိုက်တာလေအဲ့ပွဲမှာငါအလှဆုံးပဲငါနိုင်မှတေးချနေတာနင့်အမေကြောင့်အနိုင်ရတဲ့သူကနေဖြစ်သွားတာနေလူကြီးမိန်းမဆိုပြီးငါတို့ကိုအထက်စီးကဆွဆွဲပြီးလာပြောမနေနဲ့နင်မလှလို့မရတာလေဘာတေစွလှချင်နေတာလဲမလေးဟဲ့တကယ်တော့နင်ကငါ့ကိုမနာလိုနေတာပဲငါနိုင်မှဆိုးလို့နင်ပွဲကိုလိုက်ဖြတ်နေတာငါသိတယ် ဟာဟာဟာရီစရာဒီမပြောစမ်းပါနဲ့အန်တီရဲ့ တော်ကြတော့တယောက်မှဆက်မပြောနဲ့နင်တို့ကိုရွာထဲကလူတွေကလည်းမြင်တယ်လို့ပြောလို့လာခဲ့တာနောက်ပွဲတီမှာအဲ့လိုဆက်လုပ်နေရင်နင်တို့သားအမိကိုပွဲပြိုင်ခွင့်ပိတ်ပစ်မယ်